ဗုဒ္ဓဘာသာသည်ဗုဒ္ဓဝါဒသည်ကံကိုယုံကြည်တယ်ဆိုပေမဲ့လည်းကံတစ်ခုတည်းမဟုတ်ပါဘူးနော်ကံတစ်ခုတည်းကိုလက်ခံလိုက်လို့ဆိုလို့ရှိရင်တို့အစွန်းရောက်ပါတယ်မိစ္ဆာဒိဋ္ဌိဖြစ်ပါတယ်ပုပ္ပေကတဟေတုဒိဋ္ဌိလို့ခေါ်တယ်နော်အဲကြောင့်မကောင်းတဲ့ကံကောင်းတဲ့ကံလို့ကံတစ်ခုတည်းကိုမပုံချရအောင်ပစ္စုပန်အကြောင်းတရားတွေအများကြီးဆိုင်ပါတယ်ပဋ္ဌာန်းဒေသနာတော်အရာအကျိုးတစ်ခုရလာတယ်ဆိုတာအကြောင်းအများကြီးပါရတယ်အတိတ်အကြောင်းတွေလည်းပါတယ်ပစ္စုပန်အကြောင်းတွေလည်းပါတယ်ခုနကတောင်းစားဖြစ်တဲ့လင်မယားနှစ်ယောက်ဟာအတိတ်ကအကြောင်းကံတွေမကောင်းလို့မဟုတ်ဘူးเนาะအတိတ်အကြောင်းကံတွေတိတ်ကောင်းတယ်တထေးအစင်းမြင့်တထေးဖြစ်လောက်အောင်အထိကိုအတိတ်အကြောင်းတွေကောင်းတယ်ယဟန္တာဖြစ်လောက်အောင်အထိကိုအတိတ်ပါရမီတွေကောင်းတယ်ဘာလို့နေတာလဲလို့မေးပစ္စုပန်အကြောင်းလေးလိုနေပါတယ်เนาะစူးစမ်းအထောက်မှုပစ္စုပန်အကြောင်းတွေလိုနေတယ်အဲကြောင့်ပစ္စုပန်အကြောင်းရှုတ်တက်သွားတဲ့အတွက်ကြောင့်အတိတ်ကံတွေဟာအကျိုးပေးခွင့်မရတော့ဘူးအဲကြောင့်ကံရှိရင်ကြီးပွားလိမ့်မယ်ဆိုပြီးတော့နော်မျက်လုံးဇုံမိတ်ပြီးရောင်းရတဲ့ဘာသာမဟုတ်ဘူးဘုရားဘာသာကလေအဲကြောင့်ဒကာဒကာမတွေသတိပြုဖို့ပါပဲနော်ကံတစ်ခုတည်းမဟုတ်ဘူးပစ္စုပန်အကြောင်းတရားတွေဟာလည်းနော်ပေါင်းဆက်ပေးမှသာအတိတ်ကံတွေကအကျိုးပေးခွင့်ရတယ်လို့နားလည်စေချင်ပါတယ်အေးကောင်းပြီဒါကြောင့်ဦးဇင်းတို့ဒကာဒကာမတွေဒီနေ့အဓိကတရားတော်ကတော့အတန်ကြီးမှတရားအထုတ်မယ်လို့ဒီလိုသဘောမပိုက်ပဲနဲ့စီးပွားရှာရင်တရားအထုတ်မယ်အလုံးလုံးရင်တရားအထုတ်မယ်ဒီလိုမျိုးအလုံးနဲ့တရားနဲ့အလုပ်ကိုမခွဲဘဲနဲ့တွဲထားဖို့နော်လုံးလုံးရင်တရားမှတ်လို့ရတယ်ဆိုတာလေးကိုအသိပေးလို့ရင်ဖြစ်ပါတယ်။ကြောင့်ဒီနေ့အလို့ရှင်ကနဲ့တကွဓမ္မမိတ်ဆွေများအားလုံးအတန်ကြီးမှဆိုလို့ရှိရင်ဟောဒီခန္ဓာကိုယ်ကြီးဟာကိုယ်စကားကိုနားမထောင်တော့ဘူး။ဒါကြောင့်ငယ်ရွယ်စဉ်ဉာဏ်တွေထက်မြက်နေတဲ့အချိန်ကျမ်းမာနေတဲ့အချိန်မှာပဲစီးပွားလဲခြာရင်တရားလဲအထုတ်ရင်လောကအကျိုးသာသနာအကျိုးကိုတည်ဖို့နိုင်ဖို့ဒီတရားတော်ကိုဟောကြားခြင်းဖြစ်တယ်။ဒီနေ့အလူရှင်များနဲ့တကွဓမ္မမိတ်ဆွေများအားလုံးမြတ်စွာဘုရားရဲ့တရားဒေသနာတော်ကိုနာယူမှတ်သားကြပြီးတော့ဘုရားရဲ့အဆုံးအမတော်ကိုလိုက်နာလျက်လောကအကျိုးသာသနာအကျိုးကိုကိုယ်စီကိုယ်ငါတည်ဖို့နိုင်ကြပါစေကုန်သတည်း